ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ Anti Network Landing Center နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြပြပေးခြင်းတဲ့အကြောင်းအရာကတော့ BGP Route Reflector အကြောင်းအရာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ Route Reflector မှာမှတ်စရာအချက်လေးတွေရှိတယ်ပေါ့ဘယ်လိုမျိုးလဲဆိုတော့ဒီ IBGP ကနေပြီးမှadvertise လုပ်လိုက်လို့ရှိရင်တခြား PRIGP တွေ IBGP တွေမှာသူကadvertise လုပ်လို့မရဘူးအဲ့လိုဟာမျိုးကိုသူက split horizon rules လို့ခေါ်တယ်သူက default အနေနဲ့ပါတယ်ပေါ့အဲ့တော့ default အနေနဲ့ကျွန်တော်တို့မမြင်အောင်ဥပမာဒီကောင် router 2မှာရှိတဲ့ advertise လုပ်တဲ့ 2.2.2 ဆိုရင်ဒီ router 3မှာသူကမမြင်အောင်ဒါ IBGP အတွင်းထဲမှာဒါပေမဲ့ R2 မှာရှိတဲ့ 2.2.2 ကို advertise လုပ်လိုက်တယ်ဆိုရင်ဒီ EBGP ဖြစ်တဲ့ router 4မှာဆိုရင်ကျွန်တော်တို့ကမြင်ရတယ်အဲ့လိုပုံစံမျိုးကိုပြောချင်တာအဲ့တော့တကယ်လို့ကျွန်တော်တို့ဒီ split horizon rules တာမရှိခဲ့ဘူးဆိုရင်ကျွန်တော်တို့ဒီ number of IBGP peering session ကအကြီးဖြစ်သွားလိမ့်မယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီဒါမျိုးပေါ့ဥပမာကျွန်တော်တို့မှာ switch ရှိတယ်ပြီးရင် router 1 2 3 4 5ဆိုပြီးရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကဒီဥမာဒီ router 1ကနေဟို1.1.1ကိုကြီးညာလိုက်တယ်ဆိုရင်ဥမာ channel router 4လုံးစီမှာသူရောက်သွားမယ် router 2မှာလည်း 1.1.1 ရောက်မယ် router 3မှာလည်း 1.1.1 ရောက်မယ် router 4မှာလည်း 1.1.1 ရောက်မယ် router 5မှာလည်း 1.1 ရောက်အဲ့လိုပဲတခြား router တွေကလည်းကြီးညာမယ်ဆိုရင်တခြား ဒီ IBGP ထဲမှာရှိတဲ့ router တွေအကုန်လုံးစီကိုရောက်သွားတဲ့အတွက်ကြောင့်မလို့ scalability မဖြစ်ဘူးအဲ့တော့သူ့ကို formula လေးနဲ့ဘယ်လိုမှတ်လို့ရလဲဆိုရင် n is equal to n-1 slash divided by 2ဆိုပြီးတော့မှတ်လို့ရတယ်ဥပမာ router 5လုံးရှိရဆိုရင်အဲ့5လုံးနဲ့ router တစ်လုံးနှုတ်ပြီးတော့5 minus 1 and then 10 session ရမယ်ပေါ့ BGP peering session က10ခုရှိမယ်ပေါ့အဲ့တော့ကြတော့အဆင်မပြေဘူးပေါ့အဲ့လိုအဆင်မပြေတဲ့အခါမှာကျွန်တော်တို့ကဘယ်လိုroute reflector ကိုတုံးကြအပြင်ဥပမာကိုလိုချင်တဲ့ဘက်ကိုကျွန်တော်တို့ကဥပမာဒီဘက်က R2 က 2.2.2 ကိုဒီကောင်ကိုပေးမြင်ခြင်းနဲ့ R3 ဘက်ကိုပေးမြင်ခြင်းနဲ့ R3 ရဲ့ loop ဘက်ကို R2 ဘက်ကိုပေးမြင်ခြင်းနဲ့အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့က split horizon ကိုတုံးနေပေါ့အဲ့တော့ကျွန်တော်တို့lab ကိုတစ်ချက်သွားကြည့်မယ်အဲ့တော့ lab မှာဆိုရင်ကျွန်တော်ဒီ router 1 2 3က AS တရားထဲမှာ IBGP အနေနဲ့ကျွန်တော် connection ပေးထားတယ် router 4ကတော့ AS 4ဖြစ်ပြီးတော့ EBGP အနေနဲ့ချိန်ထားတယ်သူတို့ရဲ့ interface တွေအကုန်လုံးကို upload ထားတယ်ပြီးလို့ရှိရင်ဒီ neighbor တွေလည်းအကုန်လုံး upload ထားတယ် router 1မှာဆိုရင်ကျွန်တော်ကြည့်ကြည့်မယ်နော် show IP interface 3နဲ့ကြည့်မယ်ပြီးရင် show run file session router BGP နဲ့ကြည့်မယ်အဲ့မှာဆိုရင်ကျွန်တော်ဒီအနေပါတွေစောက်ထားရပြီးရင်ကျွန်တော်တို့ network တွေ advertise လုပ်ထားတယ်အဲ့လိုပဲ router 2မှာလည်းအတိုင်းပဲ show IP interface 3ပြီးလို့ရှိရင် show run file session router BGP နဲ့အဲ့မှာလည်းကျွန်တော်တို့ကြီးညာထားတယ် network တွေကြီးညာထားတယ် neighbor တွေအပြည့်နေတယ် show IP BGP file session router BGP ဒီမှာလည်း neighbor စီရယ်ပြီးလို့ရှိရင် network တွေကို advertise လုပ်ထားတယ် show IPဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ interface တွေ add တယ်အခုကြရင် network တွေ advertise လုပ်တယ် neighbor တွေ app ဖြစ်ထားတယ်အဲ့တော့ကျွန်တော်ဒီ router 2မှာတစ်ချက်ကြည့်မယ်เนาะကျွန်တော်တို့ဒီ router 2မှာဆိုရင် show IP BGP နဲ့ကြည့်မယ်အဲ့ဆိုရင် router 2မှာကြီးညာထားတဲ့ကောင်တွေကဘာတွေမြင်ရလဲဆိုရင် 1.1.1 2.2.2 router 2 1.1.1 router 1 2.2.2 router 2ပြီးရင်3.3 or 3ကိုမမြင်အောင်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီ split horizon rule ကြောင့်မလို့ဆိုတော့ကျွန်တော် explain လုပ်ခဲ့တယ်လို့မျိုးပဲအဲ့အတိုင်းပဲကျွန်တော်တို့ဒီ router 3မှာကြည့်မယ်ဆိုရင်
router 2ကိုကျွန်တော်တို့မမြင်အောင် router 2ရဲ့ loop back ကိုမမြင်အောင်ဘာလို့လဲဆိုတော့စောစောပြောတဲ့အတိုင်းပဲ split horizontal ဟိုဘက်ဒီဘက်ကျွန်တော်တို့မမြင်အောင်ဒါပေမဲ့သူက router 4ကိုတော့မြင်ရတယ်အဲ့တော့အဲ့လိုပဲ EBGP ကနေကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်သူကကြတော့အကုန်လုံးကိုမြင်ရတယ် router 1လည်းမြင်ရတယ် router 2လည်းမြင်ရတယ် router 3လည်းမြင်ရတယ် router 4လည်းမြင်ရတယ်အဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့ဥပမာကျွန်တော် router 2က router 2မှာကျွန်တော်တို့ကဒီ 3.3 ကိုမြင်နေတယ်ပြီးလို့ရှိရင် router 3မှာ 2.2.2 ကိုမြင်နေတယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကဘယ် router ကိုကျွန်တော်တို့က route reflector အနေနဲ့သုံးမလဲဘယ်ကောင် route reflector ကိုင်းရဖြစ်မလဲဥပမာဒီပုံမှာဆိုရင် router 1ကတိတ်ကြတယ်ဒီကောင် route reflector ဖြစ်မယ်ပြီးလို့ရှိရင် router 2နဲ့ router 3က route reflector ကိုင်းရဖြစ်မယ်ပေါ့အဲ့လိုပုံစံအဲ့တော့ကျွန်တော်တို့ဒီ router 1ကိုတစ်ချက်သွားမယ် router BGP 100neighbor 10.1.12 ပြီးလို့ရှိရင်ဒီကရှင်းလေး route reflector client ဆိုပြီးပြောလိုက်ရင်ရပြီဒါဆိုရင်ဒီကောင်က router 2ဘက်ကဥပမာကျွန်တော်က router 3ဘက်ကိုလုံးမယ်ဆိုရင် router 3ဘက်ကို route reflector client ဆိုပြီးပြလိုက်မယ်အဲဆိုရင်ကျွန်တော်တို့ဒီ router 2ကိုကြည့်လိုက်မယ်ကျွန်တော်တို့ router 2မှာဆိုတော့ကျွန်တော်တို့ router 2မှာဆိုရင် 3.3.3 မရှိဘူးသူ့ IPBGP နဲ့ကြည့်မယ်ဆိုရင်အခုဆိုရင်ကျွန်တော်တို့ 3.3.3 မြင်ရပြီအဲ့လိုပဲကျွန်တော်တို့ဒီ router 3ဘက်မှာလည်းကြည့်မယ်ဆိုရင် IPBGP ဒါဆိုရင်ကျွန်တော်တို့ 2.2.2 ကိုမြင်ရပြီစောစောကကျွန်တော်တို့ 2.2.2 မရှိဘူးဒီမှာအဲ့ဆိုရင်ကျွန်တော်တို့ဒီ route reflector ကိုအကြောင်းကိုကျွန်တော်တို့နားလည်ဖို့အောင်လုပ်ဖြစ်နေအဲ့တော့ကျွန်တော်တို့ပြန်ပြီးတော့ recap လုပ်ကြည့်မယ်ဆိုရင်ပထမဆုံးအချက်အနေနဲ့ကသူကဘယ်လိုမျိုးလဲဆိုတော့ LAN information ပဲပြောပါတော့ from ဘယ်ကနေဆိုလဲ EBGP ကနေ EBGP ကနေပြီးမှအဲ့ကောင်ကိုကျွန်တော်တို့ကforward လုပ်မယ် advertise လုပ်မယ်ဆိုရင် IPG နဲ့ EBGP ကလမ်းလုပ်တယ်မြင်ရတယ်ပြီးလို့ရှိရင်နောက်တစ်ခုက LAN information from IPGP ကနေလုပ်မယ်ဆိုရင်သူရဲ့ split horizontal rule အရာသူက forward လုပ်မယ်ဆိုရင် EBGP မှာမြင်ရတယ်ဒါပေမဲ့IPG မှာမမြင်အောင်အဲ့တော့ဒီကောင်က recap အနေနဲ့ဒီဗီဒီယိုမှာပြပြပေးရဖြစ်တယ်အဲ့တော့ဒီ EBGP ကနေမှာဆိုရင်ကျွန်တော်တို့က R2 R1 R3 အကုန်လုံးကိုမြင်ရတယ်ဒါပေမဲ့ဒီ IPGP ကနေကျွန်တော်တို့route ကိုကြည့်တဲ့အခါမှာ route ကို advertise လုပ်တဲ့အခါမှာဆိုရင်ဒီဘက်ဥမာ R2 ကနေမှ R2.2.2 ဆိုရင် R3 ကနေမှအဲ့ 2.2.3 ကို2.2.2 ကိုမမြင်အောင်ဒါပေမဲ့4.4 ကနေကြာရင်မြင်ရတယ်ဘာလို့လဲဆိုတော့ split horizontal rules ကြောင့်မလို့ IPGP cannot advertise to another IPGP ring အဲ့လိုdefault အနေနဲ့အဲ့လိုရှိတဲ့ကြောင့်မလို့မမြင်ရတာဖြစ်တယ်အဲ့တော့အားလုံးနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်